Romanian deadlift ကစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခြေထောက်အကျယ်ကပခုံးအကျယ်မဟုတ်ဘဲနဲ့တင်မအကျယ်လောက်ရပ်ပေးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီ hip ပေါ့နော်တင်မကိုနောက်ပစ်ပြီးတော့ဖြည်းဖြည်းချင်းအောက်ကိုရှော့ချမယ်ပြီးရင်ကျွန်တော်တို့ပေါင်နောက်နဲ့တင်မမာဆယ်တွေကိုသုံးပြီးတော့ပဲကျွန်တော်တို့ခန္ဓာကိုယ်မတ်မတ်လေးပြင်ရက်မယ်ဒီပုံစံတိုင်းပဲကျွန်တော်တို့အတက်အဆင်းလုပ်ပြီးပါမယ်အသက်ရှူပြီးတော့မှအောက်ကိုဖြည်းဖြည်းချင်းဆင်းမယ်ပြန်တက်တဲ့ချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ရှူတဲ့လေပြန်မှုတ်ထုတ်ပါမယ်ခါကိုဒီလိုပုံစံကုန်းမသွားအောင်လို့တတိထားပါဒီပုံစံတိုင်းကျွန်တော်တို့ကစားမိနေမယ်ဆိုရင်တော့ကျွန်တော်တို့တေချာပေါက်ခါနာပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ခါမနာအောင်လို့တေချာလေးခါယူဖြောင်းထားဖို့အတွက်အမြဲတမ်းတတိထားပါမယ်